ဒါလေးတွေ English လို့ဘယ်လိုပြောရမလဲတူတူလေးလာကြည့်အောင်သေချာတယ်ဆိုရင် I'm sure that he will come I'm sure that he will come သူလာလိမ့်မယ်ဆိုတာကိုငါသေချာတယ်နောက်တစ်ခုမသေချာဘူးဆိုရင်တော့ I'm not sure if ကိုသုံးလို့ရပါတယ် I'm not sure if I can go I'm not sure if I can go ငါသွားလို့ရလားဆိုတာကိုမသေချာဘူးနောက်တစ်ခုဖြစ်နိုင်ခြေရှိတယ်ဆိုရင် it's possible that they forgot it's possible that they forgot သူတို့မေ့သွားတာဖြစ်နိုင်ခြေရှိတယ်တခုခုဖြစ်ဖို့အခွင့်အရေးရှိတယ်အလားအလာရှိတယ်ဆိုရင် there's a chance that we might win there's a chance that we might win ငါတို့နိုင်ဖို့အလားအလာရှိတယ်ငါလောက်ရဲတယ်ကျင်းသေးတယ်ဆိုရင် I bet that he's lying I bet that he's lying သူလိမ်နေတယ်ဆိုတာကိုငါလောက်ရဲတယ်ဒီနေ့ပြောတော့တာလေးတွေကကြိုးရှိရဆိုရင် comment ထဲမှာ yes လို့မှတ်ခဲ့ပေးအောင်နော်နောက်တဲ့ video တွေအတွက်လည်း channel page လေးကို follow လေးလုပ်ခဲ့ပေးအောင်နော် bye bye